မေအဆင်ပြေရဲ့လား ပြေတယ်ပဲဆိုပါတော့ညီးမျက်နှာကြောင့်နော်ငါအားလုံးသီးခံနေရတာညီးရအဆင်ပြေအောင်လို့ငါအဆင်ပြေပြီးသား ဟောအဖေဘာဖေးတော့ငါကမိတ်ရောက်ကမှမဟုတ်တော့ဘူးနောက်ဆုံးတော့ဟမ်မင်းကိုမိသွားပြီလားတော်သေးတာပေါ့ကွာငါတပီးတဲ့မင်းလက်ကနေစောစီလွတ်သွားလို့သေသမားဘာသာ အတူတူနဲ့နုံလို့အဖေကဘာထုတ်လို့လဲ ။ညောင်မင်းဘာစကားပြောတာလဲ။ဟာဒီသုံးတဲ့ ဥဆက်က ဒွိစိန်ခမရဘာလို့စီလာလဲ ဥဆက်ကစီပဲလာခဲ့တာပါဟုတ်ကဲ့ဟိမန်နှုတ်လိုက်လို့ပါ ။ဟိမန်လွတ်လိုက်တာ ဟုတ်ကဲ့ဒီစာကိုရဲအရာရှိကြီးတွေကဒီထဲကိုယူလို့မရဘူးတဲ့ဒါကြောင့်ကျမပဲဖတ်ပြပါမယ် ။ဟုတ်ကဲ့ ဥဆက်ကရှင်ကျမကိုပတ်စံချီးပေးခဲ့လို့ကျမသမီးလေးကိုနိုင်ငံခြားမှာကြောင်းထားနိုင်ခဲ့တယ်ရှင်ဘလို့စိတ်နဲ့ပတ်စံချီးခဲ့တာပဲဖြစ်ဖြစ်ရှင်ကျေးဇူးတွေကျမအပေါ်မှာရှိတယ်ဒါကြောင့်ရှင်ဒုက္ခရောက်နေတဲ့အချိန်ကိုညီတဲ့နဲ့ထင်လို့ဒေါ်ကြီးစိန်ကိုလွှတ်လိုက်တာပါဒေါ်ကြီးစိန်ကရှင်ကိုထောင်ဝင်စာလာတွေ့လိမ့်မယ်ရှင်လိုအပ်တာရှိရင်ဒေါ်ကြီးစိန်ကိုပြောပြလိုက်ပါစားချင်တာရှိရင်လည်းပြောလိုက်ပါကျမလုပ်ပေးမယ်ကျမရှင်ကိုကျေးဇူးဆက်တာပဲကျမမျက်နှာကိုတော့ရှင်တွေ့ရလိမ့်မယ်လို့မမျှော်လင့်ပါနဲ့နှင်းဟိမန်နဲ့ ။ဂျေစုတီးထက်လိုက်တာဟိမန်ရဲ့။ဒွိစိန်ကိုလည်းကျွန်တော်ဂျေစုတင်ပါတယ်။ဟိမန်ကိုလည်းလေဂျေစုတင်ပါတယ်လို့ပြောပြပါဗျာနော် ဟုတ်ကဲ့ ။ကျွန်တော်ဗျာဟိမန်ပေါ်မှာစိုးခဲ့မိတာတွေမိုက်ခဲ့မိတာတွေမှားခဲ့မိတာတွေအတွက်လေတကယ်ကိုတောင်းပန်ပါတယ်လို့ပြောပြပါဗျာနော် ဟုတ်ကဲ့ဥဇကာကိုကျမထောင်ဝင်စာလာတွေ့ပါမယ်ဥဇကာလိုအပ်တာရှိရင်လေကျမကိုပြောပါကျမဟိမန်ကိုပြန်ပြောပြပါမယ်ကျမသွားလိုက်ပါအောင်မယ် ဟုတ်ကဲ့ပါ အဖေဒေါ်နေဟိမန်စီစားတော့တွေမှာတဲ့ခါကျွန်တော်တက် secret ကိုလေးတပုတ်နှစ်ပုတ်လောက်ပြီးတော့ဘာသာလုံးကြော်တွေကထည့်မှာပဲပါလား ဟဲ့မင်းဘာသာမင်းအေးစေးနေနော်စေးသမားမင်းကြောင့်ငါသမီးပြင်းနေတဲ့မျက်ခွက်ဖြစ်ခဲ့ရတယ်မင်းကြောင့်အပြာတို့ပြည်သားစုဒုက္ခရောက်ခဲ့ရတယ်ဒါဟုတ်မင်းကအရှက်မရှိဟိမန်ကျွေးတော့စားကြတယ်ဟာ သူတို့ဘာသူတို့ပြဿနာတက်တာကြုံနေပါဆိုင်လို့လေခမကြီးရှောက်ပြောမနေနဲ့နော် သမီးအပြားဒီနေ့မမီမီလေးမူဂျူစတက်တယ်လေအဲ့ဒါမီလေးအဆင်ပြေရဲ့လားမမီအဲ့ဒါစိတ်ပူလို့ မမီရဲ့ရောက်ရောက်ချင်းတော့ငိုလို့လေတမီးမှာစိတ်မကောင်းနေဖြစ်နေတာခလေးတွေအများကြီးလဲတွေ့ရောပျော်ပြီးစော့နေတာပြန်ခေါ်လို့တော့မရဘူး ဟဲအဲ့ဒါဆိုရင်တော့သူ့ဖေနဲ့တပုံစံနဲ့တော့ ဟုတ်လား အေးဟောဒါနဲ့သမီးမအိမ်မန်ရောအထေးဆိုင်မှာအဆင်ပြေရဲ့လား ပြေးပါတယ်မမီဝန်တန်းလေးတွေနဲ့ရန်ဖြစ်လိုက်ပြန်ချစ်လိုက် ဩထင်တော့ထင်တယ်မမီမှာသူ့ကိုပဲစိတ်ပူနေရတာသမီးသိတဲ့အတိုင်းပဲလေလာဝယ်တဲ့ customer တွေဆိုတာဟိုရစ်တက်တဲ့လူပါမယ်ဟောချွတ်ကြလဲမောက်မာတဲ့လူပါခြင်းပါမယ်အမလီမအိမ်မန်စိတ်နဲ့တော့လက်တွေပါတွေပါနေမှာဆိုလို့မမီမှာစိတ်တွေပူနေတာ လေးပါဒီကရောင်းကောင်းတယ်လေစိတ်ုံထဲမှာထည့်ထပ်ပြေးထည့်ထားလိုက်အောင်ဒီစက်မအောင်ဒီကအရင်ကဒီနေရာမှာမဟုတ်ပါဘူးဘယ်မှာထားတာမလဲဘာလို့ဒီရောက်
ဟိုအဲ့ဒါလေးလူကြိုက်များနေလို့ဆိုပြီးတမီဒီဘက်မှာထားလိုက်တာပါအန်တီ ညီတို့ကလည်းအေးရှေ့လိုက်တာပြန်ထား အမေအဆင်ပြေရဲ့လား ပြည်တယ်ပဲဆိုပါတော့ညီမျက်နှာကြောင့်နော်ငါအားလုံးသီးခံနေရတာညီရအဆင်ပြေအောင်လို့ငါကအဆင်ပြေပြီးသား ဟုတ်ပါပြီမေရဲ့အမေကတမီချုပ်ပေးတဲ့ဝမ်းဆက်လေးနဲ့လှနေရော ညီချုပ်ပြီးလို့သာဝေးရတယ်ငါတို့နေသားစရာမဖြစ်ပါဘူး တမီစင်းလေးနည်းနည်းဆက်လိုက်မယ်နော် အဲ့ဆိုအမေစိတ်ဝင်ပဲတော့ကြည့်လာမယ်ဒီတိုင်းလွတ်ထားလို့ရလားမလို့သမားလေး မဟို ပြောလေညီမလေးဘာဖြစ်လို့လဲ အန်ကြီးဟိမဲ့အကြောင်းလေးပြောချင်လို့ပါမမ အော်အမေကဘာဖြစ်လို့လဲညီမရဲ့ ဒီလိုပါမမအန်ကြီးကလေကာစတမာတွေမေးရများလာလို့ဆိုရင်လေစိတ်မရှိသလိုလိုနဲ့ပြီးတော့တချို့ကာစတမာတွေကိုလည်းမယုံတဲ့မျက်လုံးနဲ့လိုက်ကြည့်နေတတ်တော့လေ ဟုတ်တယ်မမရဲ့တချို့ဆိုရင်လေမဝယ်ဘဲနဲ့ပြန်သွားတဲ့ကက်စတမာတွေမှာအများကြီးပဲဒီဆိုင်ပိုင်ရှင်ရဲ့အန်တီကအပေါက်ဆိုးတယ်ဆိုပြီး Facebook မှာတင်ထားတာလေတွေ့ရတယ်ဒီတိုင်းတာဆိုရင်ညီမလေးတို့ရဲ့ဆိုင်အရောက်အားကြားကုန်တော့မှာမမရဲ့ အေးပါညီမလေးတို့ရဲ့မမလည်းအမေကိုကြည့်ပြီးပြောပါအောင်မယ်အမအတွက်တော့အဓိကအမေစိတ်ချမ်းသာဖို့ပဲသူဆိုင်လာထိုင်ဖို့အမမမနှဲစီယုံထားရတာအော်အမေကိုဆိုင်လာထိုင်ခိုင်းတာညီမလေးတို့ကိုမယုံလို့တော့မဟုတ်ဘူးเนาะသူ့အမလုပ်ငန်းလေးတစ်ခုအတိအကျရှိစေချင်တာလုပ်ငန်းအကြောင်းနားလည်သွားပြီဆိုရင်အမဆိုင်အောင်လွှဲပြီးတော့မှာအမအမေကြည်စုဆက်ချင်တာပါအဲ့တော့ညီမလေးတို့လည်းစိတ်ရှည်သီးခံပြီးအမေကိုကူညီပေးเนาะ More now အဲ့မှာကော်ဖီတောက်မှာ တော်ပြီ ကဲပြေးလွှား မစားချင်တော့ဟန်နီလေးချင်းချင်းဆက်ဆက်စားချင်တယ် ချင်းဆက်ဆက် သမီးဒီမှာအန်တီကိုရိုင်းတုတ်လာတဲ့ရှောက်တီးတုတ်အစွန်ကြောက်အကောင်းစားလေးနဲ့တုတ်ထားတာစားကြည့် အမလေးဗျာအဆက်တွေစားရင်လေအထက်ကလေးထိပ်ပြောင်သွားမှာတော့ဟန်ကြီးကလိမ့်မှပါတယ်ကွာဟိုကိတ်မုံလေးစားလေနော် အာဟန်နီကိတ်မမစားချင်ဒီဟာစားချင်တယ်ဟိုအနံလေးရရနေတယ်လေဘိုက်ထဲမှာလေးဒီလားအရင်စားချင်နေပြီဟန်နီဒီဟာပဲစားချင်တယ် ကဲပါသားရဲ့နည်းနည်းကျွေးလိုက်ပါရော့ ကဲစားချင်တယ်ဆိုလေထမင်းလေးနဲ့နည်းနည်းလေးစားလိုက်လေနော် ဒီတိုင်းပဲစားမယ် နည်းနည်းပဲစားနော် မောပါ ကဲမောပါ 没，我挺傻的，傻的。 ဒါလေတီတီစားလူကြီးစားတာကြီးဒါကလေးမစားလို့မရ 那没啥嘛。 ဒါလေခုနအေးအေးတောက်တာတတ်ပိုက်နာမှာပေါ့ နည်းနည်းလောက်စားတာတော့ဘာမှမဖြစ်ပါဘူးဗျာရဲ့ကလေးစားခြင်းစားတာ ကျွေးလိုက်ပါသမီးရဲ့မီးလေးစားနိုင်မှာပါမဆက်တော့ပါဘူးမီးလေးစားတာဘာမှမဖြစ်တော့ပါဘူးအဆက်တလောက်မပါတော့ဘူးဟုတ်တယ်မလားမိုက်ရင် ဟုတ်တယ်ဟိုကျမအဆက်တွေလျှော့ထားပါ ကဲစားနိုင်မှာပါမီးလေးကျွေးလိုက်သမီးနည်းနည်းပေါ့စတိ နည်းနည်းလေး နော်မီ စား နော် ကြည့်ရမယ်နော် ကြောင်းနေပြီ ကဲတာပွားတာ တာကြိတ်လား တာပွားတုတ်ထားရှဲလားအဲ့ဒါဆက်အဲ့ဒါကြောင့်ပြောရောရေးတာပွားမီလေးရေးတာ ပြောတာလေတာ ကဲရပြီကိန်းမပါတာလေးလေး စပီတက်ပုံလေးရဲလဲကြအောင် ရိုက်ကြတာပေါ့ရော့မီလေးရော့ဒါလေးလို့စပီရိုက်မယ်ဘူးကစပီရိုက်မယ်ကဲစပီရိုက်မယ်အဲ့လောက်ဝင်မျက်လုံးကတိတ်မကြည့်တော့ဘူးဟဲ့ ကိုယ့်ဘက်ကနေတိုးလေ ကဲမမီးဒီဘက်နည်းနည်း မပါနေဦးတော့အော်အေးပါဒီပါသမီးလာဒီဘက် ဟန်လီဒီဘက်တော့တမီး ငါပါတာမဲနေတယ်နော်လေးလေးနဲ့တင်ပေး
မမီဒီဘက်နဲ့တူမေရောဒီဘက်တူโอเค ဟဲ့ခဏနေပါဦးဖက်ငါမီးလေးကသေးနေသလားလို့မီးလေးမတ်တက်ရက်လိုက်မတ်တက်ရက်လိုက်မီးလေးမတ်တက်ရက်လိုက်တယ်ဟိုဟန်ဒီပတ်ဆိုဟုတ်ဟာရှစ်တို့ ပြောလေးရလေကွာပိုင်လေးကိုပေါ်အောင်ရိုက်မှအဲ့ဒါမှအမတ်တရဖြစ်ကဲအသေးလေးပေးမယ်နော် ကဲတဲနေနေတယ် 2 3